င်းမှာ2026နှစ်ကုန်ပိုင်းကစပြီးအပူပြင်းပြီးမိုးနဲ့လာနိုင်တယ်လို့မိုးလေဝသပညာရှင်တွေကသတိပေးထားပါတယ်။ထိုင်းနိုင်ငံကစူပါအယ်နီညိုဝင်လာနိုင်တဲ့အခြေအနေအတွက်ကြိုတင်ပြင်ဆင်နေပါတယ်။မိုးလေဝသကျွမ်းကျင်သူတွေကတော့2026အောက်တိုဘာလကနေဒီဇင်ဘာလအတွင်းမှာအခြေအနေတွေအများကြီးပိုဆိုးလာနိုင်တယ်လို့သတိပေးထားပါတယ်။ထိုင်းမိုးလေဝသဌာနရဲ့အဆိုအရလက်ရှိရာသီဥတုအခြေအနေအတိုင်းသာဆက်သွားမယ်ဆိုရင်ဒီအယ်နီညိုဟာ2015တုန်းကဖြစ်ခဲ့တဲ့အယ်နီညိုကြီးထက်တောင်ပိုပြင်းထန်လာနိုင်တယ်လို့ဆိုပါတယ်။ဒီအကျိုးဆက်တွေက2020ပထမနှစ်ဝက်အထိဆက်ရှိနေနိုင်ပြီးနိုင်ငံရဲ့နေရာတော်တော်များများမှာပိုပူလာတာမိုးရွာသွန်းမှုရောကြတာနဲ့မိုးခေါင်ရေရှားဖြစ်နိုင်ခြေပိုများတာတွေကြုံရနိုင်ပါတယ်။ထိုင်းနိုင်ငံမြောက်ပိုင်းမှာတော့ပုံမှန်ထက်မိုးပိုနေမယ်လို့ခန့်မှန်းထားတဲ့အတွက်စိုက်ပျိုးရေးနဲ့နေစဉ်သုံးရေအတွက်စိုးရိမ်စရာဖြစ်နေပါတယ်။မိုးရွာတာနည်းသွားတဲ့အတွက်ဆယ်ရီနဲ့မြစ်တွေကရေမှတ်တွေလည်းကျဆင်းသွားနိုင်ပြီးတော့စိုက်ပျိုးရေးလုပ်ငန်းတွေကိုထောက်ပံ့ဖို့ရေအားလျက်စစ်ထုတ်ဖို့နဲ့နွေရာသီမှာရေလုံလောက်ရဖို့ပိုခက်ခဲလာနိုင်ပါတယ်။ရာသီဥတုခြောက်သွေ့တာကြောင့်တောမီလောင်တာလေထုညစ်ညမ်းတာနဲ့သီးနှံတွေပျက်စီးဆုံးရှုံးနိုင်ခြေတွေပိုများလာနိုင်တယ်လို့လည်းကျွမ်းကျင်သူတွေကသတိပေးထားပါတယ်။ထိုင်းအစိုးရကတော့ခြောက်သွေ့တဲ့ရာသီဥတုမရောက်လာခင်ကတည်းကကြိုတင်ပြင်ဆင်မှုတွေစတင်လှုပ်ဆောင်နေပါပြီ။တာဝန်ရှိသူတွေကရာသီဥတုအပြောင်းလဲတွေကိုစောင့်ကြည့်တာရေစီမံခန့်ခွဲမှုတွေကိုပိုကောင်းအောင်လုပ်တာတွေအပြင်ထိခိုက်မှုတွေကိုလျှော့ချဖို့အစိုးရဌာနတွေကိုပူးပေါင်းလှုပ်ဆောင်ဖို့လည်းတောင်းဆိုထားပါတယ်။လောလောဆယ်မှာထိုင်းနိုင်ငံရဲ့ရေလောင်ကန်တွေထဲမှာရေလုံလောက်ရှိနေပြီးတေချာဂယူးဆိုင်စီမံသုံးစွဲမယ်ဆိုရင်တော့တနိုင်ငံလုံးအတိုင်းအတာနဲ့ရေပြက်လက်သွားမဲ့အန်ရချက်ချင်းမရှိသေးဘူးလို့လည်းတာဝန်ရှိသူတွေကပြောပါတယ်။စောစောစီးစီးကြိုတင်ပြင်ဆင်ထားတာကပြင်းထန်တဲ့ရာသီဥတုရဲ့အကျိုးဆက်တွေကိုရှော့ချပေးနိုင်ပြီးပြည်သူတွေစိုက်ခင်းတွေနဲ့အရေးကြီးတဲ့ရေအရင်းအမြစ်တွေကိုကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။